မင်္ဂလာပါဒီနေ့မုတ်ပြားသက်လက်လုပ်ပါမယ်ရှင်ဝင်စစ်သေးကိုထမင်းစံချိန်ခွက်တစ်ခွက်ခွဲစံစိမ်းမုံစံချိန်ခွက်3ခွက်တကြားထမင်းစာစွန်းတစ်စွန်းစားထမင်းစာစွန်းတစ်ဝက်စော်ဒါအနှဲငယ်နဲ့ရေ600 ml ထည့်ပြီးမှုပါမယ်ရှင်ရလာတဲ့မုံရည်ကိုစလုံးထဲထည့်ပြီး9နာရီကြာထားပေးပါရှင်အချိန်ပြည့်ရင်မုံရည်ကိုသေချာစွာမှုပါဒဲပြားကိုစီသုတ်ပါမုံရည်ထည့်ပြီးမီးအေးထားပါမယ်ဘဲပြုတ်ကျစ်သွန်မိတ်ဖြူပြီး3မိနစ်လောက်အဖုံးအုပ်ထားပါပြီးရင်အဖုံးဖွင့်ပြီးမုံညက်နှပြင်ကိုစီသုတ်ပေးပါ10မိနစ်လောက်ထားပြီးရင်မုတ်ပြားသက်လက်ရပါပြီရှင်အစိမ့်ကြရင်မုတ်ပြားသက်လက်ကိုကြက်ဥခောက်ထည့်ပြီးလုံးလို့ရပါတယ်ချင်းဆက်စားချင်ရင်တော့ခရမ်းကျင်သီးသေးသေးလှီးထားတာနဲ့မယုတ်သီးစိမ့်ထည့်ပါမဆလာနဲ့ချိုမှုန့်လေးဖြူပြီးရင်လည်းစားလို့ကောင်းပါတယ်ရှင်နန်းနဲ့လေးကိုလှော်ပြီးစားထည့်ထောင်းပါနန်းလော်တောင်လေးဖြူပြီးရင်တော့အရသာရှိတဲ့မုတ်ပြားသက်လက်ကလေးရပါပြီရှင်လှုပ်စားကြည့်ပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်